ပြောတယ်ဟမ်မင်းဟုတ်ကဲ့သူ့ဟုတ်ကဲ့စိတ်တန်တာပြင်ပြီးဖို့ဟုတ်ကဲ့သူလိုအပ်တာတွေသူပြင်ပြီးဖို့ငါမရှိတဲ့အချိန်တော့မင်းတင်ငယ်နေနေတာဟုတ်လားဟုတ်လားရှင်းရပါမဟုတ်သူလည်းမဟုတ်ငါရောက်ပါတယ်မှာဒီလိုကလေးကကြီးအောက်ကြားညောက်ဘာနာသာတော့မမဲတဲ့တဲ့နဲ့ကျွဲနဲ့သူတဲ့လူငါရောက်ပါတယ်မှာတယောက်မှမရှိဘူးမဟုတ်ညားနေပြီခင်ဗျာညားနေပြီမလုပ်နဲ့ဟမ်မင်းကလေယောက်ျားအိမ်မှာမရှိလေကောင်းပြီပဲအိမ်မှာရှိတော့ကြက်ကြက်နဲ့ငါ့ကိုပြဿနာမဖြစ်ဖြစ်အောင်ရှာငါ့ကိုစိတ်မဆိုးဆိုးအောင်ဖွာဒေါသမပြစ်ပြအောင်လုပ်လို့ငါ့ကိုအိမ်ကနေပြီးတော့ညညထွက်သွားရင်ကောင်းလေငါမရှိတော့မှနစ်လင်ငယ်နဲ့နေချိန်သွင်းမယ်ဆိုတဲ့သဘောမျိုးလားဟမ်ဒီငယ်တော့မလားကျဲဒီပြစ်ဒီကားလေးလို့ပြောလို့ရမယ်အရေးကြီးအထားပဲလေဒါပဲလေဟောဒီမမလေးကဖုံးဆက်ပြီးတော့မှားလို့ကျွန်တော်ကဒီမှာမမလေးချိန်ကုန်ကထူကောင်းကြမလို့ခွင့်ပွဲလိုက်အတွက်ရတာရှိသေးမယ်ဟုတ်ကဲ့တင်တော့ရင်းချက်အစုံဟင်းကျွန်တော်ကဒီမှာမမလေးဆိုပြီးနေတာဟုတ်လားတဲ့တယ်လေဟုတ်ကဲ့တယ်လေလေမင်းဘာမှားတာဟမ်ဟုတ်ကဲ့ဒီလိုကအကိုကြီးရဲ့ဒီလေးဘယ်လိုပြောခမရအသက်ရွယ်နေကျုပ်အသက်ရွယ်နေဟုတ်ကဲ့ဟိုကျွန်တော်တို့ရဲ့ကားစပယ်ယာတွေကိုဟုတ်ပါဘူး customer တွေကိုယူသေးတဲ့အနေနဲ့ဟိုအကိုကြီးတို့ကိုတို့ဟိုဒီလေးပြောတာပါဗျာအမျိုးမဖြစ်ပါဘူးနော်ဟိုကျွန်တော်ရှင်းပြမယ်ခင်ဗျာဟိုဒီကမမလေးမှာလိုက်တာကကျွန်တော်တို့2အပ်ကထုတ်လုပ်လိုက်တယ်2အပ်အတိတ်သုံးအိမ်ရှင်မတွေပိန်မန်းစရာလည်းမလိုဘူးချက်တဲ့အခါမှာလည်းလွယ်ကူရဲ့မြန်ဆန်တယ်ပြီးတော့ရုပ်ကြီးထောက်ရတဲ့ဒုက္ခစက်တော်နှွားရတဲ့ဒုက္ခအဲ့ဒီဒုက္ခတွေအားလုံးငြိမ်းပြီးစီဖို့ဟောဒီမှာသူကဟဲချက်အနှစ်လုပ်ငန်းတွေထုတ်လုပ်လိုက်တဲ့ရော့ဘွား၅မျိုးဆက်တင်းချက်အနှစ်ပါခင်ဗျာဒါဒီမကသေးပါဘူးခင်ဗျာဟောဒီမှာဆိုကျွန်တော်တို့ငရုတ်ဘွားအနှစ်ပါခင်ဗျာဒါဒီမကသေးပါဘူးခင်ဗျာဒီမှာငရုတ်ရှိအနှစ်ပါခင်ဗျာအဆက်အစားတောင်းနေဈေးဝါထောက်ခံရရရှိတာလို့ယုံကြည်စိတ်ချတော့တော့စိုးစိလုံးမပါဘူးနော်ထူရလို့တော့တစ်သက်လုံးအဆက်ကြိုက်ပြီးဆိုတော့ပြောဗျာဒါအပြင်ကိုကျွန်တော်တို့အခြေအနှစ်ကြက်တုံလူအနှစ်ပြီးတော့မကြီးပြီးအနှစ်တွေလည်းကျွန်တော်တို့ရှိပါသေးတယ်ခင်ဗျာဒါတွေမဲလားဆိုတော့ဒါတွေမကသေးပါဘူးအခုလိုမိုးအေးတဲ့ရာပြီးမိသားစုတွေညနေဆောင်ညဘက်အပြင်ထွက်မယ်ပြီးတော့ကျွန်တော်တို့စားတောက်ဆိုင်တွေမှာအမြဲတမ်းနှစ်ချိုက်ဆွဲလဲဆိုတာစားနေကြတဲ့အစားအစာများတွေကအဲ့မှာမာလာဟော့ပေါ့အနှစ်ကိုလည်းပို့ထားဒါတွေမကသေးပါဘူးခင်ဗျာအိမ်မှာသမင်းစားမိဖို့အတွက်တုံရန်အင်းအနှစ်ကိုလည်းကျွန်တော်တို့ဒီလိုတလပပကျွန်တော်တို့ပါကင်ထုတ်ပြန်နဲ့ထုတ်ပေးထားပါတယ်ခင်ဗျာဒါမာလာရှမ်းပေါ်ပါခင်ဗျာဒါကအခုလူရဲ့ပါဇက်ထဲမှာအသေးဆွဲမောက်ချိုက်အနှစ်ပါခင်ဗျာဒါဒီကိုကျွန်တော်ကဟောရအမကြီးကနေပြီးတော့ပုံဆက်ပြီးပါလို့ကျွန်တော်လာပို့တာပါခင်ဗျာအဲ့ဒါပြောတာဗောယောက်ျားရဲ့ရှုပ်ခဏလေးစောင်းဆိုတယ်ကျမထူးကဟင်းချက်အနည်းကိုမှားထားလို့လေမိမလည်းဒါဆိုလဲတော်တော်သေးသေးပြောပေါ့ sorry နော် baby ဟိုမသိလို့မေးပြ